မြတ်စွာဘုရားရှင်ဇေတဝန်ကျောင်းတော်မှာတည်င်းသုံးနေစဉ်အတွင်းဘုရားရှင်ရဲ့ကြော်ကြားမှုဟာတစ်နေ့ထက်တစ်နေ့ပုံမကြီးမားလာတဲ့အတွက်တခြားသောဒိဋ္ဌိကိုင်းဝင်တွေကမနာလိုဖြစ်လာကြပါတယ်။ဘုရားရှင်ရဲ့ဂုဏ်သိက္ခာကိုဖျက်ဆီးဖို့အတွက်သူတို့ဟာစိတ်ဆာမာနဝိကာလို့အမည်ရတဲ့အမျိုးသမီးတဦးကိုအသုံးချခဲ့ကြပါတယ်။သူမဟာညဘက်တွေမှာကျောင်းတော်ဘက်ကိုသွားပြီးမိုးလင်းခါနီးမှပြန်လာဟန်ဆောင်ကမြတ်စွာဘုရားနဲ့ယဉ်ကျေးမှုရှိတဲ့အောင်ကောလာဟလတွေလွှင့်ခဲ့ပါတယ်။နောက်ပိုင်းမှာတော့သူမရဲ့အဝတ်အစားအောက်မှာတစ်သားပြားကိုဘိုက်မှာချီနှောင်ပြီးကိုဝင်ရှိနေတဲ့အောင်ဟန်ဆောင်ခဲ့ပါတယ်။ဒီနေ့မှာတော့မြတ်စွာဘုရားရှင်ကပရိသတ်အပေါင်းကိုတရားဟောကြားနေစဉ်စိတ်ဆာမာနဝိကာကလူအုပ်ကြားကနေရှေ့ထွက်လာပြီးဟောဟစ်ဆဲဆိုပါတော့တယ်။အိုယဟန်ကြီးတင်ကတော့တရားတွေဟောနေတာပဲ။ဒါပေမဲ့ကျမပိုက်ခဲကကလေးကိုတော့လစ်လျူရှုထားတယ်။ကျမမိဖွားဖို့အတွက်ဘာလို့ပြင်ဆင်မပေးတာလဲ။မြတ်စွာဘုရားရှင်ကတော့အလွန်တည်ငြိမ်စွာနဲ့ပဲပြန်လည်မိန့်ကြားခဲ့ပါတယ်နှမ။မင်းပြောတဲ့စကားရဲ့အမှန်တရားကိုမင်းနဲ့ငါပဲသိတယ်။ဒီမတရားမှုကိုသိမြင်တဲ့တိကျမင်းဟာနှစ်သားတွေကိုကြွက်အသွင်ဖန်ဆင်းစေပြီးစိတ်ဆာမာနဝိကာရဲ့ဘိုင်းမှာချီထားတဲ့ကြိုးတွေကိုကိုက်ဖြတ်ခိုင်းလိုက်ပါတယ်။တစ်သားပြားဟာသူမရဲ့ခြေထောက်ပေါ်ကိုပြုတ်ကျသွားပြီးလိန်ညာထားမှုဟာအားလုံးရှေ့မှာပေါ်သွားပါတော့တယ်။စိတ်ဆိုးနေတဲ့လူအုပ်ကြီးကသူမကိုမောင်းထုတ်ကြရမှာသူမဟာထွက်ပြေးရင်းနဲ့ပဲမြေမျိုးကအဝီစီငရဲတို့ကြားရောက်သွားခဲ့ပါတယ်။ဒီအောင်နိုင်မှုဟာမြတ်စွာဘုရားရှင်ကအမှန်တရားနဲ့ဥပိ္ပခာတရားတည်ငြိမ်မှုကိုအသုံးပြုပြီးဂုဏ်ဖြတ်ဆွဆွဲမှုတွေကိုဘယ်လိုအောင်နိုင်ခဲ့တယ်ဆိုတာကိုပြသနေပါတယ်။သင်ခန်းစာအမှန်တရားဟာဘယ်တော့မှမတည်ပါဘူး။မမှန်မကန်ဆွဆွဲမှုတွေကိုတည်ငြိမ်တဲ့စိတ်ထားနဲ့ရင်ဆိုင်ခြင်းကသာအကောင်းဆုံးသောအောင်နိုင်ခြင်းဖြစ်ပါတယ်